ဟုတ်တယ်အကောင်းပြောတာ ဟာဟဲ့အောင်အထုတ်တွေပိုးနေဒါဘယ်တော့ပါ ဦးမင်းဟိုကကျွန်တော်ရွာခဏပြန်အောင်မယ် ပြန်လို့မဖြစ်ဘူးလေဒီကနှက်သေးတွေကပြင်းဦးလွင်ပို့မှာမင်းကိုပို့ခိုင်းမလို့ သူညပို့ခိုင်းလိုက်လေကျွန်တော်မတော့လို့လေ မင်းလွန်လို့မလားကွာတလားကို3-4ခေါက်အဲ့လားတစ်ခေါက်တော့ဆိုမတင်းနိုင်ဘူးလေရွာတက်တာမင်းကအခုခဏခဏပြန်တော့ဘလို့မှအလုံးမဖြစ်တော့ဘူးလေမင်းပြောတော့ရွာနေမျိုးပေါ်ကိုတီဝါတိုးတဲ့ချင်းတော့တက်လာတယ်ဆိုဒီလိုခဏခဏပြန်နေလို့တော့ဘလို့မှအလုံးမဖြစ်နိုင်ဘူး အဲ့ဒါဆိုကျွန်တော်ပြောပြမယ်ဦးမင်းကအခုလက်ရှိဟိုတယုံဝင်မိမလည်းရှိတယ်ပြီးတော့တရားမဝင်နဲ့ဟိုမရင်ငယ်တယောက်2ယောက်ရှိတယ်အဲ့ဒါနဲ့မြ KTV တွေမာစားတွေဘာလို့ခဏခဏသွားနေအဲ့ဒါတွေနဲ့မနေနိုင်ဘူးလား တော်ဒီစကားကိုငါမင်းမရှိဘယ်တော့မှမပြောမိသေးဘူးကြားလား ကျွန်တော်ကဒီလိုပြအခုလက်ရှိဟိုအန်လေးကကျွန်တော်ကောင်းပါလေဘိုက်ကြီးဘိုက်ကြီးနဲ့အဲ့ဒါကျွန်တော်အစစရရပြောင်းလဲမှရတော့တယ် ကြောင်းလဲခြင်းမင်းအလုပ်ပို့ပြီးစူးစမ်းလုပ်ရမလဲကွာဒါမှကိုယ့်ဘဝကြီးဝတိုးတက်မှာပေါ့အခုကမင်းမဟုတ်ဘူးကွာရွာခဏခဏပြန်လာ ဥမပါပြောနေကျွန်တော်ပြောင်းလဲမယ်ဆိုတာဟိုကျွန်တော်နာမည်တို့လိုက်စာတို့ဖုန်းနံပါတ်တို့ပြောင်းလဲပလိုက်ရမယ်ဒါမှရမှာလေ ဟဲ့အောင်မင်းသားပြီးနားမလဲတာဝန်ယူစိတ်တော်တော်နဲတယ်အယောဒီမှာဟောဟယ်လိုသိမ်းမောင်လားအော်အစ်စ်ကလေးတွေရောက်လာဟောကလာခဲ့မှာပေါ့အခုချိန်ချင်းလာခဲ့လိုက်အေးပြန်มาဆိုလဲနောက်မှပြန်ကွာဒီလက်ဆေးရဘူးတွေကိုကားဝတ်တင်ပြီးမှပြန်နော် ကားပေါ်တင်ပေးရအောင် အခုကွာဓမ္မယုံမှာရေစက်အစ်စ်တွေရောက်နေလို့အဲ့တော့ကြည့်လိုက်ဦးကြလားနော်သိချမယ်နော် โอเคအဲ့ဒါတင်ထားလိုက်တယ် အေးလာပြီလာပြီလာပြီ ဟောဆရာလူကြီးတွေကလေဒုက္ခပဲလေ ဘယ်တော့လာဒီရောခဏဟာရှင်းနေပြရအောင် ဒါပါဦးခါထိုင်အောင် ဘာလို့မလို့ ထိုင်အောင်ဘယ်တော့မလေးမမနေနဲ့လို့ရွာပြန်တော့မလို့ မနေ့မှာဘာဖြစ်လို့မနေ ဟောမင်းလေမလေးမှာခုနောက်ပိုင်းလိုင်းပေါ်မှာဆယ်လီတွေတော်တော်များလာတယ်ကွာအင်းတော့ဆိုမင်းလေဆယ်လီယူတာငါတို့ပဲရှိတယ်အေးဟုတ်ဒီမင်းနေရာသွားမယ်ဆိုလဲအဲ့မတ်တမဲဝင်တိုက်မိအဲ့တိုက်မိတဲ့ကောင်ဆယ်လီဘိုက်စားလို့အကျိုးဆိုင်လေးဝင်စားမှာပဲဆိုအဲ့အကျိုးဆိုင်ကအတိုးကြီးကဆယ်လီရဲ့ဟိုလေရုပ်သွားဆိုဝလာတော့ကောင်ကလည်းဆယ်လီပဲလမ်းကအမိုက်ကောက်တဲ့ကောင်ကလည်းဆယ်လီပဲမင်းကလည်းအဲ့ဆယ်လီအဲ့လောက်ဒီမဲလေးမှာများနေမှာတော့ငါတို့နေရာမရတော့ဘူးကွာမင်းအဲ့ကြောင့်လေးတော့မှာလို့ ဟုတ်တယ်ရောပြပါ ဟေးဟုတ်တယ် ဟိုးနေရောဟာ ဘာလို့လို့ ဆယ်လီဆိုတာဘလို့လို့ကျွန်တော်လည်းဆယ်လီပြအောင်လဲပါနေဒီလည်းလေးဆယ်က လောက်ချင်လို့ အေး ဘလောက်မင်းလေးမှာဆယ်လီများတာထားလောက်ချင်သေးရလား ဟာဒါဘာပဲဖြစ်ဖြစ်ပေါ့ဆယ်လီဖြစ်လဲနဲလား ရတယ်လေဆယ်လီလောက်တာလွယ်ပါတော့ကွာမင်းလေဟိုသူများတွေစောင့်မြင်တတ်အောင်လို့အသေးခံအောင်လို့များများလုပ်ပေးနိုင်မှာဆယ်လီပြတ်တာဟောအဲ့လေအဲ့တော့မင်းလိုင်းပေါ်မှာလူတွေစောင့်မြင်ကြအောင်လုပ်ဟိုကဝင်ဆေးပြီဆိုဆယ်လီစပြစ်ပြီမင်းရဲ့အဲ့အောက်မှာကွန်မန့်တွေမှာလူ100လောက်ဝင်ဆဲခံရပြီဆိုရင်အဲ့ဒါမင်းဆယ်လီပြစ်ပြီဆိုတာမှတ်လိုက်ပါ မင်းကွန်မန့်တွေပါထောင်မရှိပြီဆဲခံရပြီဆိုအဲ့ဒါမင်း professional ဆယ်လီပြစ်ပြီမင်းအင်တာဗျူးတွေပါဖြေလာရမှာနောက်ပိုင်းကျကိုယ်ပါတက်ရမှာဆယ်လီပြစ်ပြီတွေ့လားလဲလိုက်တော့ ခက်နေခင်ဗျာဆယ်လီဆိုတာလေကျွန်တော်လည်းမသိရ ဟော ခင်ဗျာဆယ်လီဟုတ် အမေကမယုံတာလား ဟာမယုံပါ မယုံနေပေါ့ကွာမသိရဘူးကောင်းတယ်ဘယ်တော့မင်းလည်းကဝင်စင်းနေမှာဆို ဟောအေး ဟာစောက်ဒီရောက်လာ တွေ့လားမင်းကဆယ်လီမလူရသိတာတယ် ဒါလည်းဒီနေ့ကစပြီအသေးကဟုတ်မယ် အဲ့ဟောတယ်ငါညီမမညီမဘာလို့ ။ကိုညီမလေးကတာတီးရဲ့မိန်းမကို ဟောတာဒီမိမလားတာဒီရော တာတီးကမရှိလို့ကိုကြီးကြားပြန်သွားတယ် တကယ်တော့ဘာလို့ရပြန်သွားတော့ ။ညီမလေးကိုထားခဲ့ပြီးတော့ပြန်သွား ဩဟုတ်လားစိတ်မကောင်းတာဟောဒီကောင် ။ကိုရောပဲတော့မလို့ ကိုကြီးလည်းရွာပြန်မလို့ ဟုတ်ကိုညီမလေးကိုကြီးကိုစာလေးတစ်ဆောင်ထည့်ပေးလိုက်ချင်တယ် တို့တာဒီကိုဟောငါညီမလည်းဟိုကပိုးဆက်လိုက်လေစာဆဲကြမှာတခုတက ။ဟောကိုကြီးကလည်းကိုကြီးတို့ရွာလိုင်းမှမမိရဲ့ဟာ အိုးဟုတ်တာပဲတိုင်းမှာမမေးတာအေးပြပြပြ ။ကိုကြီး တာဒီကိုပေးလိုက်မလားလား ဟုတ်တယ် โอเคပေးလိုက်မယ်နော်အေးတော့ပြီကို ။ကိုကြီးတော့ကိုကြီးတော့ မပြောပြဘူးအယောဒီမှာ ကိုကြီးတော့ညီမလေးဆိုင်ရဲ့တိုင်းပို့လို့ရမှာပေါ့ ဒါကဆိုင်ကကြီးလား ။ဟုတ်တယ်ဆိုင်ရဲ့ကြီးဘယ်တော့တော့9000တိုက်ပို့ပေးမယ် ဘယ်တော့ငါတာ ။ဟုတ်တယ်9000 နှစ်နိုင်လောက်မောင်းရမှာနော် ။အရားတယ်ကိုကြီး စီးပင်ကြီးတော့ပြီ Yeah boy ငါတော့လည်းနော် ဟုတ်တယ် Oh no ။ဟာကိုကြီးမလေးမင်းလေးဘယ်နဲ့လို့နောက်ကနေခွာထိုင်လို့စင်ပြေပါမလဲ โอ้ยဟုတ်တာပဲ sorry ဟိုကြီးအကျင်းပါနေတာဆိုင်ကစီးတာ ။ဟုတ် အဲ့တော့တစောင်းပဲခံလိုက်တော့မယ်နော် ဟုတ် အေးကြိုက်ဆွဲ
哦，大妹，sorry，我要3个字啊，都苦干的，马姐嘛呢，让你说。好话嘛表呢，我到你都干呗，我都干那的。ကိုအောက်ကကိုကိုင်လေးကိုရက်လေဘာလို့ကိုအောက်ကနေနောက်ကိုဒလိုကိုင်စီလို့ဆိုတာ ဘာအဲ့ဒါမသိတတ်ဘူးအတော်ဗျာငါမလားငါလမ်းလေးချောင်းတော့ပဲဘယ်မပြေလို့ခါဒီဟာယော ကိုမေ မင်းလည်းဘာစားနေရတော့ ချီတာစားရတာယိုးနေတာ စားတဲ့အတန်ချားမိလို့ဟွာမိမစားပေါ်လေပေးလိုက် မိမစားပြည့်ဗျာ အေးပြပြလောက်ပါဘာမင်းတို့ဘာဖြစ်ပြီးလို့ပြန်လာလဲဖြစ်ပြီးလို့ မိမစိတ်ဆိုးသွားတာ ဘိုးကပြောလိုက်တော့မင်းဆိုးသွားဆို ဟုတ်တယ်ကျွန်တော်ဆိုးသွားကိုကျွန်တော်ပြန်ချောတဲ့စားနေမှာ ဟုတ်လား တို့ကိုတာတီတစ္ဆာမဲတဲ့ကျမကိုမေးလိုက်ပါဦးအလံမရှိတဲ့ယထာတကုံမရှိတဲ့ဖရာလင်းမရှိတဲ့မိမသားဟာမတင့်တယ်တာမို့ရှင်ထားခဲ့တဲ့ကျမဘွားဟာအဖုံးမရှိတဲ့ဝသားဝလူကိုရသမားကနိုင်နီးလိုက်ဒီတရောင်းစားကတောင်းစားလိုက်နဲ့မလုံးကြုံတော့တာမို့အခုဆိုကျမလည်းတော်တော်မတော်တော်တွေ့ကြရအဖုံးလေးကိုကောက်ဆွတ်လိုက်ပြီမို့အခုဆိုကျမလည်းအဖုံးတစ်လေးနဲ့လုံးကြုံတဲ့ဘဝကိုရောက်သွားပြီဆိုတော့ရှင်စိတ်အေးရအောင်စာရေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်စိတ်ချမ်းသာပါစေတော့တော်ပြီဒါပဲတစ်ချိန်ကရှင်ရဲ့တဲ့အိုး အယောဒီမှာ ရှင်ရမင်းတွေကို ပြတ်စလိုက်တာကွာသူနဲ့စိတ်ဆိုးဒီကိုထွက်လာရက်ပိုက်မယ်ရှိရင်လင်းကောက်ကယူသွားတယ်လို့ကွာ ဒါဟိုဟာဖြစ်တာပြောမိမအဲ့ဒါအမြင်ကျတယ်လို့ခေါ်တယ်အစီးပွားရေးအကွက်နေတာငါချခဲ့တာတော့မင်းအဲ့ရက်ကွက်ထဲမှာကောင်းလို့မင်းဖာကောင်းအေးမောင်ဆိုတာပါလားသူညားတာ ဩဖာကောင်းအေးမောင်နဲ့ညားတာဟာပုံမင်းပုံ မင်းလည်းနောက်ပိတ်ကြတာမရချင်းမှုသားချင်းမှုမရှိတော့ဘူးကွာပတ်စံနဲ့တောင်းမခွေးရှိမင်းဆက်ချင်းတော့တော့လို့မဟုတ်ဘူးလားဟာပေါ့ဟာဘာလို့ဘာပေးဟိုမင်းတို့ဆက်မကွာမင်းတော့ပတ်စံလေးတုံးတော့ချိန်ရမှာရှိ အပြန်ပစ္စည်းပဲဝယ်မလို့လား မဟုတ်နဲ့ငါလည်းလမ်းကြုံလာဖာကောင်းအေးမောင်ဆိုတစ်ဆက်ရှင်ဝင်ဦးမယ် ချီတာကောက်စားလိုက် ကိုမြေ ဟောအေးဟာရင်သိပါဟိုဒီ ဘယ်ရင်တော့ ဒီရဒီဟိုသေးပါဆိုကွာသူကခက်မင်းစင်လာတယ်မရှိရ ရှိရလေ ဟာနေနေ ဟဲ့တော့သူမအားလေ ဘာလို့တော့ဟာ ဦးမင်းဝင်နေလေ အယောဒီမှာ ဒီလား ဟုတ်တယ် သိမ်းမောင်လားဩအစ်စ်ကလေးတွေရောက်လာဩကလာခဲ့မှာဘောခုချိန်ချင်းလာခဲ့လိုက် ဘယ်ကွာတော့မင်းဟိုဒီအားတော့မင်းမသိငါလေပေါ့ ဦးမင်းပြီလည်းမရသေးဘူးကိုပလင်းလို့ကိုအောင်ယူစောင့်နေကြသေးတယ် ပလေးကအောင်ကြီးပါ ဟုတ်ပါ သူကထားလိုက်တော့ကွာ